ကျေးဇူးပါ50-50ထပ်ဖေးပါလို့ ရောက်တိုင်း50-50ဆိုတာဘာကြီးလဲရောက်တကယ်ကောင်းနေပြီကိုမေဆိုတော့ဒီနေ့မှာတော့ကျွန်တော် PT စတန်ရဲ့အကြောင်းရှင်းပြပေးသွားပါမယ် PT ဆိုတာဘာလဲ PD ဆိုတာ 5 star မရမချင်းဘယ်တော့ပူတာလဲဆိုတာကိုပြောတာပါဒါပေမဲ့5 star ရောက်ရင်တော့3ညအိမ်ပြန်စပါတယ် soft PD နဲ့ hard PD အရင်ဆုံးသိရမှာက PD တက်ကအရင်83ထိက5 star ပေါက်နိုင်ချေ3.6ပဲရှိပါတယ်ဆိုတော့83ကျော်ပြီး84အိမ်စားပြီးတော့ soft PD ကိုစားရောက်ပါပြီ soft PD ကိုစားရောက်လာတာတဲ့အမျှ5 star ရဖို့ရာခိုင်နှုန်းပိုများလာပါပြီ PD 90က hard PD ပါဒါပေမဲ့ PT 90ရောက်ရင်တော့ 100% 5 star ရပါပြီဒါကတော့ PT တက်ခါရင်90ထိ5 star ရနိုင်ရဲ့ရာခိုင်နှုန်းတွေပါ50-50ဆိုတာပါလေပြောရရင်တော့လွယ်လွယ်လေးပါကိုကပူလိုက်လို့ကိုလိုချင်တဲ့ character မရဘဲနဲ့ standard character ရပြီဆိုရင်တော့အဲ့ဒါက50-50 favor ပါဒါပေမဲ့ကိုလိုချင်တဲ့ character ရသွားရင်တော့50-50ဝင်းသွားပါပြီနောက်ပြီးဒီထားမှာကပထမချိန်မှာ50-50 favor ရဆိုရင်နောက်တစ်ချိန်မှာကြာရင် 100% ဝင်းပါပြီဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်နာမည်ရတော့ YouTube ပါ YouTube ဗီဒီယိုဒီနေ့မှဆက်လုပ်တာမလို့အမှားပါဝိုင်းလေတောင်းပန်ပါတယ်နောက်ဗီဒီယိုတွေမှာ AI နဲ့ပတ်သက်တာ Genshin Impact ဝူပါ Call of Duty နဲ့တခြား video record တွေကိုပါလို့လည်းတင်ပေးပါမယ်ငါအားလုံးမရှိလို့အစားအစာတွေပြန်ပြောပြပါလား